ရာကြီးကိုခါမှဖြစ်တယ်ရာကြီးဘောကနေရန်ကုန်ရွှေမြို့တော်ကြီးကိုလာပါပြီခင်ဗျာဒီပေါ့ခင်ဗျာလမ်းလျှောက်နေတာနောက်မှတော့ဟို foreigner တွေဒလား foreigner တွေဟာဒီဟာဟာရှက်ကပဲရှေ့ကချင်းစစ်ပြန်းနေတဲ့လားနေမကတ်လိုက်နဲ့ငါကားလေးပေါ့ဓာတ်ဖွင့်ထည့်ပေးလိုက်ပါအချင်းပြီးတော့ဘုရားတော်မီးတော်လည်းဟလာဟလာလူတွေအများကြီးထည့်တာကလေးတို့လိုက်ပို့တာလေးရန်ကုန်တို့မရောက်ဘူးငယ်တန်းပါလို့ဟိုကတူရစ်မအစ်ပြန်လုံးပြန်ရိုက်သွားလားချင်းပြီးအိုင်ဝန်ကပတ်များကိုတေချာစွာပတ်တာပြီရှေ့မှာကားစီးပြက်နေပါပြီခင်ဗျာရှေ့မှာကားစီးပြက်နေပါပြီဟိုတော့စင်းဘုံစင်းလားဟုတ်လားငါလေးကျောင်းအောက်ချီတော့စားလို့ပြီးပြန်မင်းစားလို့မို့ကျွန်တော်အောက်ချီတော့ဒဲဟိုပြန်လာမင်းကနတိတ်စပီးနဲ့ဆင်းလို့မကောင်းသေးလားကွေစပီးနဲ့ဆင်းလို့မကောင်းပလန်နဲ့နော်တစည်းတာအမဒုံးဆိုတော့ဘယ်ကထိုးစင်းလို့မသိဘူးချိုးကြောင်မှာတိဟုတ်တယ်ဘူးနဲ့လေတိရဟောဒါတော့လှရအောင်ဒီနေ့ဟုတ်တယ်ဒီနားရောနေစိုးသေးရကားစပီးဆွဲမင်းတို့ပေါ်လာပါမကောင်းလေဒီတော့ရှိပါတယ်ဒန်ချမ်းလမ်းနော်ဒီတော့ဆင်းပါတယ်ဟိုချစ်တက်ကြည့်တော့ဟိုဖြစ်နေဘမကြီးမြင်မိုက်ပြောတာမြင်မိုက်